ရောက်ထမင်းစားနေတော့သူ့ရဲ့ဘားဆက်ထဲမှာမာကျောတဲ့အရာတစ်ခုကိုခန်းစားလိုက်ရပါတယ်။သူကတော့သူ့ရဲ့သွားတစ်ချောင်းကျွတ်ထွက်သွားပြီးတော့ထင်နေတာပါ။ဒါပေမဲ့ရှာနဲ့စမ်းကြည့်လိုက်တဲ့အခါမှာတော့အဲ့ဒီသွားဟာသူ့သွားမဟုတ်ဘူးဆိုတာသိလိုက်ရပါတယ်။သူဟာစွပ်ပြုတ်ပန်းကန်ကိုဇွမ်းနဲ့ထပ်မွေးကြည့်လိုက်တဲ့အခါမှာတော့မမျှော်လင့်ပဲမျက်လုံးတစ်လုံးကိုပါထပ်တွေ့လိုက်ရပါတယ်။ဒီစွပ်ပြုတ်ထဲမှာလူသားအသားနေပါနေတယ်ဆိုတာသိသွားတဲ့အခါသူဟာကြောင်းထမင်းစားဆောင်တစ်ခုလုံးကြားအောင်အော်ဟစ်ပြီးတတိပေးလိုက်ပါတော့တယ်။ကြောင်းသားတွေအားလုံးလည်းသူတို့ခုနစားလိုက်တာလူသားအသားနေမှန်သိသွားတဲ့အခါမှာတော့အကြီးအကျယ်ထိတ်လန့်တုန်လှုပ်ကုန်ကြပါတယ်။တိတ်မကြထင်ပါပဲရဲတပ်ဖွဲ့ဝင်တွေအခင်းဖြစ်ပွားရာကိုရောက်လာခဲ့ပါတယ်။စွပ်ပြုတ်အိုးကိုစစ်ဆေးကြည့်တဲ့အခါမှာတော့လူသားရဲ့အစိတ်ပိုင်းတော်များများကိုထပ်မံတွေ့ရှိခဲ့ပါတယ်။ပနာမစစ်ဆေးချက်တွေရောတေဆုံးသူဟာအသက်40ဝန်းကျင်အရွယ်အမျိုးသားတဦးဖြစ်ကြောင်းသိရပါတယ်။ကျောင်းဦးဆရာမကြီးကတော့တေဆုံးသူဟာကျောင်းသားတယောက်မဟုတ်ဘူးဆိုတာသိရတော့အနှဲငယ်စိတ်သက်သာရာရသွားခဲ့ပါတယ်။ထက်မှန်စုံစမ်းချက်တွေအရတေဆုံးသူရဲ့အယိုးတွေကိုကြိတ်ချေထားပြီးအသားတွေကိုလည်းနှုတ်နှုတ်ဆင်းထားတာကြောင့်ဒါဟာစီးထွက်ဘူးငယ်တစ်ခုကနေလာတာမှန်အတိပြုနိုင်ခဲ့ပါတယ်။ကျောင်းထမင်းစားဆောင်မှာအဲ့ဒီစီးထွက်ဘူးတွေကိုပဲတုံတာကြောင့်ရဲတွေဟာစီးထွက်ဘူးစေယုံစီကိုချက်ချင်းလိုက်သွားခဲ့ကြပါတယ်။စေယုံမန်နေဂျာကအဲ့ဒီအတုတ်လိုက်ထုတ်လုပ်ထားတဲ့စီးထွက်ဘူးတွေကိုပြန်သိမ်းနေပြီလို့ပြောပါတယ်။ဒါပေမဲ့ရဲတွေကစီးတွက်ဘူးတချို့ကိုကြားပန်းဖောက်စစ်ကြည့်တဲ့အခါမှာတော့လူသားအသားတွေကိုထပ်မံတွေ့ရှိခဲ့ရပြန်ပါတယ်။လူသက်သမားဟာအလောင်းဖြုတ်ဖို့အတွက်ဒီအစားထုတ်လုပ်တဲ့စက်ရုံကိုအဆုံးချခဲ့တာပဲဖြစ်ပါတယ်။